ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ပဲကလာရင်ချက်စာမှာပါဘူးသီးလေးတွေကိုခွန်နာပြီးတော့စိတ်စိတ်လေးတွေလှီထားပါမယ်ခရမ်းသီးလေးတွေကိုလည်းစိတ်စိတ်လှီထားပေးပါမယ်ရှင်အဲ့ဒါပြီးတဲ့ခါကျရင်ညီမတို့ရုံးတီတီကိုထိတ်လေးတွေဖြတ်ထားပေးပါမယ်ရုံးတီတီထိတ်လေးတွေဖြတ်ပြီးသွားရင်အပိုင်းပိုင်းလေးတွေလှီထားပေးပါမယ်ရှင်ပြီးရင်နောက်ထပ်တစ်မျိုးဖြစ်တဲ့ပဲသီးလေးတွေကိုလည်းစိတ်စိတ်လေးတွေလှီထားပေးပါမယ်ပဲတီးပြီးတဲ့ခါကျရင်အာလူးပေါ့နော်ထဲမှာအာလူးဖြစ်တဲ့အတွက်အာလူးကိုလည်းအခွန်နှာပြီးတော့တင်ပြင်ထားပေးပါမယ်အခွန်နှာပြီးလို့ရလာတဲ့အာလူးလေးတွေကိုလည်းစိတ်စိတ်လှီထားပြီးပကံနဲ့ထည့်ထားပေးပါမယ်စီတက်ပြီးလို့ရှိရင်မဆလာလေးနဲ့ထည့်ပြီးတော့စီတက်ပေးပါမယ်စီတက်ပြီးလို့ရလာတဲ့ခါကျရင်တင်ပြင်ထားတဲ့ပဲလေးကိုထည့်ပြီးတော့စီတက်ပြီးရေလေးနဲ့ထည့်ပြီးအဖုံးကိုထားပေးပါမယ်ရှင်ပဲလေးလည်းနူးလာပြီဆိုရင်အာလူးရယ်ပဲသီးရယ်ခရမ်းသီးရယ်ပြင်နာလေးကိုထည့်ပြီးရေနည်းနည်းထည့်ပြီးအဖုံးထားပေးပါမယ်နော်ပဲသီးတွေလည်းနူးလာပြီဆိုရင်နောက်ထပ်တင်မြင်ထားတဲ့ဘူးသီးရယ်ထည့်ပေးပါမယ်ပြီးရင်အဖုံးလေးခဏအုပ်ပြီးချက်ထားပေးပါမယ်ရှင်ကြုတ်လေးလုံးနဲ့ထည့်ပေးမယ်နော်အဲဆိုရင်စားစွန်းလေးရတာမို့လူလာလေးတွေထည့်ပေးပါမယ်ရလာတဲ့အနေထားရောက်ပြီဆိုရင်ရုံးတွေတီအနုလွယ်မဲ့ရုံးတီလေးကိုထည့်ပြီးတော့အဖုံးခဏအုပ်ထားပေးပါမယ်ဒါဆိုရင်အရသာရှိတဲ့ပဲကလာဟင်းလေးရပါပြီရှင်အားလုံးပဲစားကြပါအောင်ရှင်